ဒေါ်လာသန်း4600ချီမှာတရုတ်ကြီးနဲ့လက်ဝါးရိုက်ခဲ့ရတဲ့ကိစ္စတွေကိုထုတ်ဖော်တင်ပြခဲ့ပြီးပါပြီဒီတရုတ်ကြီးကဘာကြောင့်စစ်ဆိုးရစစ်ဆိုးဆိုတော့လေသိမနှိမ့်လာဘူးဗျာဒီသူကရွေးချယ်တင်မြှောက်ထားတဲ့တရားဝင်အစိုးရအဖြစ်ဒီအာဏာရှင်တစုကိုပဲနောက်ထပ်အစိုးရအဖြစ်ဘာဖြစ်လို့ဆက်ဖြစ်နေကြရတာလဲဒီသတင်းမှာအဲ့ဒီအချက်ကိုသုံးသပ်ပြလို့ပါတယ်သိရတဲ့အတိုင်းပေါ့ဗျာပြည်သူတွေနဲ့တွေ့တော့မီးလို့ဟူကျင်နဲ့တွေ့တော့ပန်းလို့ပြည်သူတွေနဲ့တွေ့တော့မီးလို့ကြံစီနဲ့တွေ့တော့ပန်းလို့ဆိုတဲ့ဘဝကိုစစ်အာဏာရှင်တက်ချုပ်ကြီးဗိုလ်ချုပ်မှုကြီးတန်းရွှေဘယ်လိုတက်ဆင်းခဲ့ရတယ်လဲဆိုတာအလွန်စိတ်ဝင်စားစရာကောင်းတဲ့လေးဝက်တစ်ချက်တစ်ခုဖြစ်ပါတယ်တရုတ်ခေါင်းဆောင်တွေတက်ချုပ်ကြီးကိုစပြီးမျက်စိကျခဲ့တာကတော့ပြောရရင်သူ့ရဲ့မူမမှန်တဲ့စိတ်ထားကိုစတင်သိရှိတဲ့နေရာကစခဲ့တယ်လို့ပြောရမှာပါတက်ချုပ်ကြီးကတရုတ်ခေါင်းဆောင်တွေအကြောင်းတည်တည်ချာမသိပေမဲ့တရုတ်ခေါင်းဆောင်တွေကတော့တက်ချုပ်ကြီးအကိုရေးရာဆိုရင်ကစပြီးနောချီနေခဲ့တာပါတရုတ်ခေါင်းဆောင်တွေကပညာရှင်တွေကိုအားကိုးတယ်တက်ချုပ်ကြီးကြတော့လက်နဲ့ကိုအားကိုးတယ်ဒါကြောင့်တရုတ်ခေါင်းဆောင်တွေကတက်ချုပ်ကြီးအကြောင်းတွေကိုအကုန်သိပြီးတရုတ်ခေါင်းဆောင်တွေအကြောင်းကိုတက်ချုပ်ကြီးခမညာနည်းနည်းပဲသိရှာတာဖြစ်ပါတယ်ပထမအဆုံးတက်ချုပ်ကြီးရဲ့အတ္တကြီးမှုအဖြစ်သူ့အထက်အရာရှိဗိုလ်ချုပ်မှုကြီးစောမောင်ကိုကန်ထုတ်ရဲတဲ့တတ္တိအဲ့ဒီတတ္တိကစပြီးမျက်စိကျတာဗျနောက်တော့ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးကိစ္စပေါ့ဗျာဒီကိစ္စအလုံးစုံကိုတော့အခုသက်ရှိထင်ရှားရှိနေတဲ့ဒုတိယဗိုလ်ချုပ်ကြီးလှသေးဝင်းကကကြီးကနေအထီးအတိဆုံးပုဂ္ဂိုလ်ပဲဖြစ်ပါတယ်ကဲထားပါတော့ဒီတက်ချုပ်ကြီးဒီဟာကြီးမဆိုးတော့ဘူးသုံးစားလို့ရလာပြီဆိုတာကိုတရုတ်ခေါင်းဆောင်တွေသိလာတော့ပို့ပြီးတော့နှစ်ထောင်းအားရဖြစ်နောက်တော့ဆရာရင်ဦးနေဝင်းကိုအသေးမဖြောက်နိုင်လောက်အောင်ရက်ဆက်နိုင်တဲ့စွမ်းအားဒီစွမ်းအားတွေကိုတက်ချုပ်ကြီးစီမှာထပ်တွေ့လာတော့တရုတ်ကြီးတွေကထမင်းစားပွဲကျင်းပကြပြီပွဲပြီးပြီဆိုတဲ့သဘောပေါ့ဗျာနောက်တစ်ယောက်ထက်ချက်ညက်ညက်ပုဂ္ဂိုလ်ဗိုလ်ချုပ်ကြီးခင်ညွန့်ကိုတုတ်တင်ရှင်းလင်းပြီးချိန်မှာတော့တရုတ်ကြီးတွေကတက်ချုပ်ကြီးရဲ့ခြေစလက်စကိုကောင်းကောင်းသိသွားပြီမြို့တိုင်းပြည်ကိုအေဂျင့်သားရအောင်ဒီလောက်အုပ်ချုပ်နိုင်တဲ့စစ်ခေါင်းဆောင်တယောက်နဲ့တဲ့အိမ်ကြီးနာချင်းဖြစ်ရတာဝါတော့ဂုံယူမဆုံးဘူးဆိုတဲ့စကားထဲပြီးတော့ပြောပြီးရဲ့နောက်မှာတော့သူတို့ကနီးမျိုးစုံနဲ့စိတ်သက်စစ်စီရဲ့နီးပြွားတွေသုံးပြီးပြည်သူကိုသွေးခွဲနှိပ်ခွပြီးချိန်မှာသူ့ကိုတရုတ်ကြီးတွေကစနကြိုးဆင်လိုက်တာပဲဒါပေမဲ့သူမသိလိုက်2000တန်ဃာတော်များမြစ်တာဖို့ချီတဲ့ရမှာရဲရဲဆက်ဆက်ဖြိုခွဲပြလိုက်ပြီးတဲ့နောက်မှာတော့တရုတ်ကြီးတွေပို့ပြီးတော့တန်တရားရှင်းသွားပြီဗျာမယိုသေးစကားဗျာဒီတောက်ဘောကြီးကိုငါတို့ကောင်းကောင်းအသုံးချလို့ရပြီဆိုတာကိုသိသွားတော့တာပါအသားတွေကလောက်ထွက်ဆိုတဲ့စကားပစိယိုးဆိုတဲ့စကားတွေကအခုတော့တက်ချုပ်ကြီးကိုယ်တိုင်ဖြစ်သွားတော့တာပေါ့ဗျာအခုချိန်ဒီသူ့ကိုစနကြိုးဆင်ထားတာသူမသိရှာတာကိုတော့တနာစရာတရားတွေယထာတွေပေးပြီးတော့ဒီနေရာမှာတရားတွေကတရုတ်စီကဝယ်ရတာဗျယထာကောင်းတွေတွဲတွေကြတော့လက်ဆောင်ပေးတာဘာကြောင့်လဲအေယာဝတီမြစ်ကြီးကိုတိမ်ကောပျောက်ကွယ်သွားစေလိုခြင်းလို့ပြောကြတယ်ပညာမဲ့ပြီးခိုင်းတာသာလောက်ရတယ်လောက်တတ်တဲ့သူတွေဝန်းရံခနေတယ်တက်ချုပ်ကြီးမသိရှာပေမဲ့တရုတ်ကြီးဆိုတာကပညာရှိတွေဝန်းရံနေတော့ကောင်းကောင်းသိတယ်ဘာသိရလဲဘာသိတာလဲဆိုတော့ရန်စီမြစ်ကြီးကိုတသသလှုပ်ပြီးနိုင်ငံအသက်သွေးကြောအဖြစ်အသုံးချနေတဲ့တရုတ်ကြီးတွေကမသိပဲနေပါမလားအေယာဝတီမြစ်ကိုဖြတ်ပြီးထိုးတဲ့တရားတွေကိုမြစ်ကြောင်းပိတ်အောင်တရားတိုင်မြောက်များစွာထည့်ပြီးတရားထိုးစေခဲ့တာအထင်ရှားဆုံးကိစ္စပါတက်ချုပ်ကြီးခမညာဘာမှနာမလဲပညာကမဲ့သူနားလေတာကတရားထိုးတာလူမြင်တယ်ဖုံးတကိုကြီးမယ်ဆိုတာတဲ့မပိုဘူးခုတော့ဒီတရားတွေကြောင့်အေယာဝတီမြစ်ကြီးဟာတောင်ထွန်းလာခဲ့ပြီတ
ရုတ်ကြီးရဲ့ခြေလမ်းတွေထပ်သွက်လာပြီးမြမရနံတန်းငွေသစ်စားတော့ကုန်တွေတယံဇာတအရင်အမြစ်တွေအားလုံးတရုတ်ပြည်ကိုတင်ပို့ပေးနေရပြီတရုတ်ပြည်ကအစုပ်ပလို့တစ်ခါသုံးလွှင့်ပစ်ပစ္စည်းတွေတနိုင်ငံလုံးပြန့်နှံ့နေပြီမှားနေပြီမင်းပြင်တော့ဆိုအမားတွေထောက်ပြပြီးကမ္ဘာအနောက်နိုင်ငံတွေကစီးပွားရေးပိတ်ဆို့တာကိုတရုတ်ကြီးကဂျားကနေဝင်ကစားပြလိုက်တယ်ကယ်ရင်ရှင်နေရာကိုဝင်ယူလိုက်တာပေါ့ဗျာတကယ်ကတော့နှိမ့်မြုပ်နေတာပြောရရင်တက်ချုပ်ကြီးတရုတ်လက်ကမှမျောနေတော့တာတရုတ်ကြီးတွေကတော့ဝါလိုအာကီစိတ်ဆန်းပါလေဒီလောက်တယံဇာလောက်ပေါ်တဲ့နိုင်ငံမှာဒီလိုပေါ်တော့ခတ်တုံခေါင်းဆောင်ကြောင့်ချိတာကိုကဝါလိုကိုလေခွန်ရင်မဲတော့မလို့ပဲအဲ့ဒါလိုဝါလိုထင်ထားလားဒီကဟာကြီးကပြည်သူတွေတိုင်းရင်းသားတွေကိုစစ်စင်သွေးခွဲဖိနေအုပ်ချုပ်အဲ့ဒီကဟာကြီးကိုဟိုကတရုတ်ကြီးတွေကစနကြိုးစင်ကခိုင်းတိုင်းကရတယ်ဘုရားရောက်နေပြီနိုင်ငံတကာကစီးပွားရေးနိုင်ငံရေးမဆက်ဆံအောင်တရုတ်ကြီးတွေကဒီကဟာကြီးရဲ့ရန်ကားမှုတန်ဘက်ကိုနောက်ွယ်ကနေတင်းပေးတာကိုဗျရှေ့ကပြောင်ရက်ပြီးတော့အကာအကွယ်ပေးဒီကဟာကြီးကရန်တဲ့ရန်တိုင်းပြည်ဖွံ့ဖြိုးဖို့သုံးရမယ်တယံဇာတကရတဲ့ငွေတွေကိုမြောက်ကိုရီးယားနဲ့တစ်ဖက်လှည့်တွေ့ပေးပြီးမြေကြီးတဲ့တွင်းတွေတူခိုင်းလူရဲ့စစ်မဟာဗျူဟာလေးကိုဝါလို့တော့လက်ထခါလေဆိုပြီးမြောက်ပေးတာစစ်မဟာဗျူဟာအချက်အချာကြတယ်ဆိုပြီးတော့ကြက်ပေးနေပြီးတော့ရသမျှဝင်ငွေအားလုံးပုံအော်ပြီးတဲပတ်စံတွေကိုစီးပွားရေးမှာရင်းနှီးမြုပ်နှံလိုက်ရင်တိုင်းပြည်ထောင်တက်သွားမှာဆိုတော့တရုတ်ကြီးကပဲမြောက်ကိုရီးယားနဲ့ချိတ်ပေးပြီးနျူကလ িয়ার လက်နဲ့ထုတ်ဖို့အားပေးတယ်ဒါမွဲစရီပေါ်ပေးနေတာဒါပေမဲ့ဒီကဟာကြီးကအဲ့ဒါဒီအကောင်းမှတ်ပြီးရှောက်လောက်တာဝါလူမိတ်ဆွေတော့ဆိုပြီးတရုတ်စီးပွားရေးအရင်ရှင်တွေကိုမန္တလေးမှာအခြေချခွင့်တောင်းတော့ဒီကဟာကြီးငင်းရတော့မလားနောက်ဆုံးပြူဟာကတော့ရာလဲညက်ကြက်လဲမောစီဆိုတဲ့နီလန်းမြစ်စုံမှာအေယာမရေကာရာကြီးတဲခိုင်းပြီးတော့လျှက်စစ်ဓာတ်တွေကိုတရုတ်ပြည်ပို့ခိုင်းဆိုတော့အလိုလိုမှတောင်ထွန်းပြီးပျက်စီးတော့မယ်အေယာရီမြစ်ကြီးကိုအပြီးတိုင်ပျောက်ကွယ်သွားအောင်မြစ်ပြားမှာဗျာရေကာရာကြီးတဲပြီးရေစီးစင်းတာကိုနှေးစေတန့်စေနောက်ဆုံးအပြီးတိုင်အေယာရီမြစ်ကြီးကိုပျောက်ကွယ်စေတဲ့စီမံကိန်းကြီးမဟုတ်ဘူးလားမြန်မာစကားပုံရှိပါတယ်လူမိုက်နဲ့ငွေအတူမနေတဲ့မင်းကိုငွေကြီးရတာကွာတဲ့ကြက်ရေတက်ရတယ်လို့ပဲကျွန်တော်အဲ့ဒါတွေသွားတရိယဟုတ်တယ်ကြက်ကရေသာတောက်တာကိုပြန်ကိုထွက်မလာတော့မယိုသေးစကားကြက်ကရှူရှူမပေါက်ဘူးလေဒီတော့ကျွန်တော်တို့နိုင်ငံမှာတယံဇာတတွေခန်းနေပြီဒါပေမဲ့ဟိုဘက်ကကျတော့ဘာပြောလဲဝါလို့စီပေါ်ကြလဲကြောက်စိမ့်လို့လည်းရပြီနောက်ဆုံးမဟာဗျူဟာကအေယာဝတီမြစ်ကြီးကိုလုံးဝခန်းချောက်စေတော့မယ်တနိုင်ငံလုံးမွဲပြကြတဲ့အဆင့်ထိတရုတ်ကြီးတွေကစီမံကိန်းချထားပြီးပြီနောက်ဆုံးပိတ်ချီးထားတဲ့ငွေတွေကမြေကြီးတွေကိုတွင်းတူးတာရဲ့စစ်လက်နဲ့ဝယ်တာတွေရဲ့ကျွတ်တွင်းနဲ့ရေလောင်းထည့်တယ်လို့ပြည့်ကိုမပြည့်နိုင်တဲ့ကြိုင်နဲ့သမီးတော်မြီးတော်များအတွက်စိန်ရွှေငွေရတနာတွေသုံးရတာနျူကလ িয়ার လက်နဲ့ထုတ်ဖို့သုံးရတယ်ဒါပေမဲ့တိုင်းပြည်တိုးတက်ဖို့ရင်းနှီးစရာငွေကမရှိဟိုကချီဒီကငှားဒီလိုနဲ့တနေ့မြန်မာနိုင်ငံကျွေးလဲပင်ခိုက်လာတဲ့အခါရခိုင်တိုင်းဟိုတန်းကနေစပြီးအေယာရီတိုင်းတရိုးမုဒ္ဓမထွက်ပေါက်တနင်္သာရီကံရိုဒန်အားလုံးကိုတရုတ်ကြီးကသိမ့်ပိုက်တော့မှာစည်ရဲမြဟာဘူးကအစည်းအဝေးအချက်ချာကြတဲ့နေရာအားလုံးအဲ့ဒီလက်ထဲအဲ့တော့စိတ်ချသူတို့စစ်သားတယောက်မှမလွတ်ပဲမြမပြည်သိမ့်မှာပြို့ဘယ်လိုပုံစံနဲ့သိမ့်မှာလဲဆိုတော့ပြည်သူရင်နဲ့မြမတက်မတော်ကပဲအဲ့ဒီကစစ်သားတွေကိုစားကိုနိုင်ငံကိုသိမ့်ပြီးတော့အဲ့ဒီလက်အရောက်အနှင်းပြီးတော့မှာဆိုတော့ကိုနိုင်ငံကိုသိမ့်ပြီးအဲ့ဘက်ကိုအပ်ပေးမဲ့ခေါင်းဆောင်ကဘယ်သူလဲဆိုတော့ဘေးရင်အောင်အနော်ထားအလောင်းဖရာတို့ကိုသေပြီးဝင်စားလာတယ်လို့ကိုထင်နေတဲ့မြမစစ်သေးနာပရိကျုပ်အထွတ်အထိပ်မဟာဗျူဟာစိတ်တဲ့စစ်စင်ရေးအဓိပတိဘိုးချုပ်မှုကြီးတစ်ဖြစ်လဲ
နိုင်ငံတော်သမ္မတကြီးလည်းဖြစ်ဖို့ကျန်းဖို့ပါရကြီးရဲ့နာယကကြီးလည်းဖြစ်နေတယ်ဦးတန်းရွှေနဲ့ဇနီးဒေါ်ကြိုင်ကြိုင်တို့မိသားစုပါပဲ